အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီလိုအိုးကြီးနဲ့အမဲရိုးတွေကိုကြာကြာနာနာပြုတ်ထားတဲ့ခောက်ဆွဲဘန်ဘော်သွားစားမှာဖြစ်ပါတယ်ဒီခောက်ဆွဲကိုဘန်ဘော်ဟွေးလို့လည်းခေါ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟွေးမျိုးရဲ့ signature စားစာခောက်ဆွဲဖြစ်လို့ပါဒီဆိုင်မှာဆိုလို့ရှိရင်တော့အသားတော့ပင်အစုံနဲ့မှာစားလို့ရပါတယ်ဒီခောက်ဆွဲရဲ့အမဲပြုတ်ရည်ထဲမှာဆိုလို့ရှိရင်စပက်လင်ပစွန်ငပိနဲ့ငရုတ်စီတို့ပါတာကြောင့်မို့လို့အရသာလေးလေးမွှေးလေးနဲ့စားလို့ကောင်းပါတယ်ရှင်သူ့ရဲ့ခောက်ဆွဲဘက်ကတော့ဒီလိုမျိုးမုံတီဘက်ဆိုင်ပါခောက်ဆွဲနဲ့တွဲဖက်စားဖို့အတွက်မုံလာဦးနဲ့ကြက်သွန်နီချင်းရဲ့ပြီးတော့ကြာဒီလိုမျိုးငရုတ်သီးကြော်ရဲ့ငရုတ်ချင်တွေရဲ့ရှိပါတယ်ဒီခောက်ဆွဲကအမဲသားကြိုက်တဲ့သူတွေအကြိုက်တွေ့စေမှာပါဘာဖြစ်လို့လဲဆိုတော့ကြတော့သူကအမဲညီနံနေပါလေလုံးဝမနံမဲနဲ့အမဲသားနဲ့မွှေးလေးနဲ့အရန်စားလို့ကောင်းပါတယ်ကျမဆိုရင်အရန်ကြိုက်လို့ခဏခဏသွားစားဖြစ်ပါတယ်ဗီယက်နမ်မှာတော့အသီးရွက်မစားပြစ်မှာမပူရပါဘူး။ဘာစားစားအသီးရွက်ကတော့အမြဲချပေးပါတယ်။ဘန်ဘော်ဟူးရ spicy beef ညူရဲဆိုတဲ့အတိုင်းပဲပေါ့နော်။ကျမသူ့ကိုလာချလို့ရှင်ဒီတိုင်းမစားပါဘူး။သူ့မှာပါတဲ့အချင်းတွေငရုတ်သီးကြော်တွေအစုံထည့်ပြီးစားပါတယ်။အဲ့လိုထည့်စားလိုက်မှသူ့ရဲ့ရတာပိုပြည့်စုံပြီးစားကောင်းတယ်လို့ခံစားရပါတယ်။ဗီယက်နမ်ခောက်ဆွဲရည်ထဲမှာဖာပြီးလို့ရှိရင်ဘန်ဘိုဟွေးကလည်းနောက်ထပ်နာမည်ကြီးရဲ့အစားအစာတစ်ခုဖြစ်တာကြောင့်မို့လို့ဗီယက်နမ်ရောက်လို့ရှိရင်စားကြည့်ပါလို့အကြံပေးချင်ပါတယ်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်